ရင်ကောင်းကောင်းရိုက်ထုတ်လိုက်မယ်တောင်အောက်ကိုဆင်းလာဖို့တောင်မရဲတော့အောင်လုပ်ပစ်မယ်အခုတော့သူတို့ပြန်လာရဲမှာမဟုတ်တော့ဘူးကျန်းစီမင်းညကမင်းရဲ့ဖန်လုံအိမ်ထဲတစ်ခုခုဝင်သွားတယ်လို့ကြားတယ်ဟုတ်တယ်တောဝက်3កောင်ဝင်လာတာဒါပေမဲ့ငါပြောမယ်သူတို့ကငါခွေးထက်တောင်တေးသေးလေးတကယ်လားတောဝက်ကိုဘာကြောက်เสียရှိလို့လဲငါဓမီဖွင့်ပြီးអော်လိုက်တာနဲ့လှည့်ပြေးတာပဲတောင်ပေါ်ကတရိษံတွေကလူကိုအကြောက်ဆုံးပဲတွေ့လားလင်ပန်ကတန်မဏိနယ်ရန်စောက်ဖို့တင်းရချီတုံးလိုက်တာကြောက်လွန်းလို့ယူမတက်ဖြစ်နေတာအဲ့ဒီလောက်တေးသေးလေးဆိုရင်ဘာမှကြောက်เสียမရှိဘူးနောက်ဆိုရင်မင်းရဲ့ခြံထဲတောဝက်ဝင်လာရင်ငါ့ကိုသာခေါ်လိုက်ရှောင်ကျန်းရှိတယ်တကောင်လာရင်တကောင်မောင်းထုံမယ်အုပ်လိုက်လာရင်အုပ်လိုက်မောင်းထုံမယ်မင်းညကဖြစ်တာကတိုက်ခိုက်တာမဟုတ်ဘူးကင်းထောက်လာတာလာပြန်ပြီးလူတွေကိုခြောက်နေတာမဟုတ်ဘူးလားကျွန်တော်ခြောက်တာမဟုတ်ဘူးတောဝက်တွေကညံကောင်းတဲ့အုပ်စုလိုက်နေထိုင်တဲ့တရိษံတွေကင်းထောက်ကပြန်သွားပြီးရင်ဒီမှာအစာဘလောက်ပေါ်တယ်ကာကွယ်ရေးဘလို့ရှိတယ်ဆိုတဲ့အချက်လက်တွေကိုအုပ်စုစီပြန်ပို့လိုက်မယ်တော်ပါတော့အဲ့ဒီပုံမြင်တွေကိုဘာသာတင်ထားခမားရဲ့ဖန်လုံးအိမ်မှာပလတ်စတစ်တစ်ထပ်ပဲရှိတယ်တောဝက်အုပ်ကြီးတကယ်ရောက်လာရင်10 စက္ကန့်တောင်ခံမှာမဟုတ်ဘူးထွက်သွားစမ်းငါကိုမနာလို့မဖြစ်နဲ့တကောင်လာရင်တကောင်မောင်းထုံမယ်အုပ်လိုက်လာရင်လည်းအုပ်လိုက်မောင်းထုံမယ်ကိုဖြက်စီးဖို့ဆုံးဖြတ်ထားတဲ့လူကိုဘယ်သူမှမကယ်နိုင်ဘူးအချိုဓာတ်ကလည်းကောင်းတယ်အသီးပုံစံကလည်းလှတယ်ဦးရှောင်ရီဒီရှိုင်းမတ်ကစပ်ပစ်သီး30မူလုံးကိုကျွန်တော်ယူမယ်အားလုံးကိုယူမယ်ဦးလီတကယ်ပြောတာလားစုပေါင်းတန်ဖိုး1.2 တန်းဒီနေ့စီယံငွေ3 သိန်းပေးမယ်မနက်ဖြန်မနက်6နာရီမှာအေးခန်းကုန်တင်ကားတွေလာပြီးပစ္စည်းတင်မယ်စိတ်မပူပါနဲ့ဦးလီစပ်ပစ်သီးတွေကနွယ်ပင်ပေါ်မှာပဲရှိသေးတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့တခုတော့ကြိုပြောထားမယ်မနက်ဖြန်မနက်ထိပစ္စည်းမအပ်နိုင်ရင်စီယံငွေပြန်အမ်းရမယ်ပြီးတော့ရော်ကြီးအဖြစ်နောက်ထပ်3 သိန်းပေးရမယ်ကောင်းကင်ကြီးပြိုကျရင်တော့ငါးစပစ်သီးတွေထွက်ပြေးသွားမှာမဟုတ်ဘူးလင်ဖန်မြင်လား1.2 တန်းငါမကြခင်တန်းကျွယ်တထေးဖြစ်တော့မယ်စာချုပ်ထဲမှာရော်ကြီးချက်ပါသလားမင်းနဲ့မဆိုင်ဘူးဒီညငါချမ်းသာသွားတာကိုသာထိုင်ကြည့်နေဒီညတော့အရန်နှစ်ချိုက်မအိတ်နဲ့နိမိတ်မစိုးနဲ့မနှက်ဖြန်အေးခန်းကားရောက်လာရင်မင်းဘလောက်မျက်နှာကြီးနိုင်အောင်မလဲကြည့်မယ်လင်ကြီးအရေးအတွက်တွေရုတ်တရက်တက်လာတယ်ရှေ့ဆုံးကအကောင်ရဲ့အပူရင်းမြစ်ကတာမန်တောဝက်ထက်3 ဆကြီးတယ်တောဝက်ဖရင်သူတို့ရွာဘက်ကိုဥတီလာနေပြီဒါတိုက်ခိုက်မှုအစ်စ်ပဲသူတို့မဖောက်နိုင်သေးဘူးထင်တယ်မဖောက်နိုင်ရင်ပိုအားနေတဲ့နေရာကိုသွားရှာလိုက်မယ်1.2 တန်းငါတို့ချမ်းသာတော့မယ်ဒီအချိန်ကြီးအပြင်မှာဘသူရှိနေတာလဲကျန်းစီတစ်ခုခုတော့မဟုတ်သေးဘူးထင်တယ်ဘာမှမဟုတ်ဘူးမနေ့ညကတောဝက်ကလေးတွေပြန်လာတာပဲဖြစ်မှာဒီတစ်ခါတော့တေအောင်ရိုက်ဖြစ်မယ်အဖေဒါမဟုတ်သေးဘူးကျန်းစီပြီးတော့ဒါဒေါ်လာ1.2 တန်းတန်နဲ့စပစ်သီးတွေကမကောင်းတဲ့ကောင်တွေငါပတ်စံကိုစားရဲတယ်ပေါ့ကျန်းစီသူရဲကောင်းသွားမလုံးနဲ့ငါစပစ်သီးတွေငါရဲ့1.2 တန်းကျန်းစီအဲ့ဒီဘက်မသွားနဲ့ဒါတွေကမင်းညကအကောင်လေးတွေမဟုတ်ဘူးလားအကောင်လေးတွေဟုတ်တယ်ဒါပေမဲ့အခုတော့ငါအသက်မွေးဝမ်းကြောင်းကိုစားနေကြပြီးငါသူတို့နဲ့ရင်ဆိုင်မယ်မကောင်းတဲ့ကောင်တွေငါပတ်စံကိုစားရဲတယ်ပေါ့တေအောင်ရိုက်ပစ်မယ်အမလေးကျန်းစီငါကိုစောက်ဦးမင်းအဖေကိုချမ်းမထားခဲ့နဲ့အဖေမြန်ပြေးသူတို့လိုက်လာနေပြီနောက်ကပ်နေပြီတစ်ပင်ပေါ်မြန်တက်ကျန်းစီငါခြေထောက်တွေမတန်တော့ဘူးမကင်ထားနိုင်တော့ဘူးမရတော့လဲကင်ထားရမယ်ပြုတ်ကြရင်2 ယောက်လုံးတေသွားမယ်အစကတည်းကရှိုင်းမတ်ကစပစ်တီးဆိုင်ဖို့မင်းစကားနားမထောင်သင့်ဘူး
လင်ဖန်ကိုတစ်ပင်ခုတ်